nè tiêu cho mà rồi lấy mà cả này rồi xe em này đi cầu mà xem xíu đấy mà đi ốc lì xanh này mà phải để này mấy mai đi cho mà mẹ này mà là làm việc với mẹ đầu trái là làm mẹ nó cho mà rồi đi哇不如讲我超市时间说1 minute ထဲကလိုက်တာပါရှင်ကပြီးသွားရင်ပြီးသွားရင်တထန်လောက်တရုပ်သူဆိုပြီးတော့ကလိုက်တာအခုလေ line ပေါ်မှာလေတကယ်နာမည်ကြီးနေရလေဟိုကဗလိန်းတာတော့မဟုတ်ပါဘူးเนาะတကယ်နာမည်ကြီးနေရဟိုအောက်စပူလေးဆက်တဲ့ပင်လေအဲ့အောက်စပူဆက်တဲ့ပင်တအားနဲ့ကြရက်ထနေရเนาะအဲ့တကယ်ကြရက်ဒီထဲမှာလေအဲ့လိုမိမရဲ့အကြိုက်များကြပါเนาะလူကြိုက်များကြပါအဲ့လိုပေါ့နောက်ပိုးတဲ့မိန်းမတွေဒါပဲเนาะအဲ့ဒါကြီးကြောင့်လူတွေမမြင်ကြဘူးလားမသိဘူးနောက်ပိုးတဲ့မိန်းမတွေကများတဲ့ပြင်လေဟိုအိမ်အောင်သေးတွေရောအပြိုလေးရောဗါတယ်အောင်စပူဖြစ်နေကြအပေါ်ဆွဲလဲအောင်စပူအောက်ဆွဲလဲအောင်စပူဖြစ်နေကြအဲ့ဒါကြတော့လေပြောပြပါဦးမယ်တိလားအဲ့ဟိုပိုင်ရှင်ရှိရဲ့ဟိုပေါ့အမျိုးသမီးတွေကအဲ့လိုဆုရှာယောက်ျားရမပြောကြဘူးလားမသိဘူးเนาะ14 is in ငယ်နောက်ကြလေဟိုပေါ့ရီးသားရှိတဲ့အဲ့လိုပေါ့ရီးသားရှိတဲ့မိန်းကလေးဆိုနေအဲ့လိုပေါ့အောင်စပူဟိုအသေးအသိကြီးဖြစ်ပြီးအောက်ကနေလေတအားနဲ့ဟေးနဲ့ဟီလာတွေတိုက်ပြီးတော့ဒီတအားနဲ့လက်ခုပ်လက်ဝါတီးပြီးအဲ့သူတို့ယောက်ျားလေးဘာမှဖြစ်ကြပါရဲ့ကျမတို့ကအဲ့လိုမိန်းကလေးတွေပါတော့မပါဘူးသိလားဟိုဘယ်လိုခေါ်မလဲအစင်အားလောက်ကြီးလဲကျွန်တော်တို့မငန်းဘူးဘလောက်ပဲချစ်စရာကောင်းနေကိုချစ်သူကကိုကပါပဲကျန်တဲ့ယောက်ျားတွေကိုဖွဲစပွဲပဲဘလောက်ကြီးပဲရှော့ဘလောက်ကြီးပဲရှစ်ဖို့ကောင်းမကြိုက်ဘူးမဟုတ်ဘူးကြိုက်တာတော့ကြိုက်ပါတယ်ဒါပေမဲ့အောက်စပူဇက်တပင်ဆိုတာလည်းမကြည့်ဘူးပါဘူးလိုင်းပေါ်မှာလူပြောအရမ်းများနေလို့အဲ့လိုမိန်းမတွေကြတော့ဟိုပေါ်တင်ကြီးကြောင်နေကြတော့ဘယ်လိုခေါ်လို့ရှင်ဒါဟိုဇက်ကိုရှစ်တာလားအရှစ်တယ်ဆိုရင်လည်းဟိုပတ်စံပေးရပေါ့ဇက်ကိုပတ်စံပေးရဆိုလည်းရှင်ဇက်ပွဲကြည့်ရပေါ့ပတ်စံပေးပြီးတော့လက်မှတ်ဖြတ်ပြီးတော့အဲ့လိုသွားကြည့်ကြပေါ့အဲ့လိုမျိုးကြီးအပေါ်တင်ကြီးအန်းနေရကြီးကြတော့ဘယ်လိုခေါ်ဘူးအင်းယောက်ျားရလည်းမနိုင်တာလားလွတ်ထားရလားမသိဘူးเนาะအဲ့လေးတစ်ဆက်တော့ပြောပြကြပါဦးလို့အမလီအောက်စပူမြန်အမလီပေးလိုက်ကမ်းလိုက်တာပေါ်တီကြီးမိမဒါနဲ့ဖုန်းနဲ့ကြောင်တာလိုင်းပေါ်မှာလေစီမြင်မကောင်းတော်တော်မြင်မကောင်းတာပါတော်တော်လေးမြင်မကောင်းတာအဲ့ပတ်စံတွေကိုလေတကယ်မရှိတဲ့သူတွေကိုလှူလိုက်လို့ရှင်ဘလောက်မြန်ကောင်းမှမသိဘူးเนาะမြန်မာနိုင်ငံမှာမရှိတဲ့စင်းရဲနွမ်းမိုင်းမှာအများကြီးပဲအဲ့နေရာတွေလှူလို့ရှင်တော်တော်လေးဝင်ဖြစ်မှာเนาะဟုတ်ပါဘူးဟိုဘယ်လိုခေါ်မလဲအတုံးတွေဒါနဲ့ပုံနေလို့ရှင်ပြောပြပါကျမတို့လည်းမလူမဟုတ်ပါဘူးသူတော့လူပါတယ်ဒါပေမဲ့လူတင်လူထိုင်းတလောက်ပေါ့ရှင်အများကြီးတော့မလူနိုင်နေမဲ့အဲ့ဆွမ်းတော့အောင်စဘူးကိုလူမဲ့စားအောင်ဝက်ကြည့်တဲ့ရှမ်းစာနေရတယ်เนาะအဲ့သူ့ကိုလူမဲ့စားအဲ့ဒီတကယ်မရှိစင်းရသားတွေထူလိုက်လို့ရှင်အဲ့ပတ်စံနေတာနဲ့တမိုးရှိမှာလို့ပြောချင်တာเนาะဘာရလို့တော့မဟုတ်ပါဘူးဘာမှဟိုကအကောင့်ဝင်ကြည့်တော့လေကောင့်ဝင်ကြည့်တော့လေဘာမှမဟုတ်ပါဘူးသူ့ကောင့်အောင်လေတိတ်ပြီးတော့လေအရေးကြီးရဲ့အကောင့်လည်းမဟုတ်ပါဘူးဒါပေမဲ့မပြန်လဲဘာမှမဖြစ်ဘူးဒါပေမဲ့ဟိုကဥပမာပေါ့ဟိုတင်ရစေချင်လို့ဥပမာပေးချင်လို့ပေါ့နော်ဟိုတောသူမြို့သူခွဲခြားရဆိုလို့လေမြို့သူတွေရဲ့မိဖို့တဲ့အရေးရှင်းမရှိကြဘူးလေတောသူတွေတဲ့ဆိုတော့တောသူတွေဆိုလို့တစ်ချက်ပြောဦးမယ်နော်ရှင်တို့လေတောသူတွေရှိလို့ထမင်းနတ်မှန်နေရသိလားထမင်းသုံးတဲ့နတ်မှန်နေရအခုဆိုတော့နှစ်လားစားနေရလားမသိပါဘူးခက်ကလားမကောင်းတော့နှစ်ဖြစ်လည်းဖြစ်မှာတစ်နှစ်ဖြစ်လည်းဖြစ်မှာပေါ့တောသူတွေရေရှင်းကိုလည်းအရင်မိအောင်ကြိုးစားအောင်နော်ရှင်တို့ဝတ်စားတွေဝတ်တာစားတာကြီးကျမတို့မျိုးတောသူတွေကလေတောင်ငူသူပါနော်တောင်ငူသူဆိုတော့ပဲခူးတိုင်းကျမပဲခူးတိုင်းနေရပဲခူးသူဆိုရင်ဟုတ်တယ်ပဲခူးသမဆိုရင်ဟုတ်တယ်ပဲခူးတိုင်းထဲမှာပဲနေရဆိုတော့ပဲခူးတိုင်းတောင်ငူသမကျမတို့တောသူတွေကလေရှင်ကရန်ကုန်မြို့ပေါ်ကနေမှာပေါ့နော်ရန်ကုန်တို့မန္တလေးတို့နေမှာပေါ့နော်မန္တလေးဆိုတော့အညာရက်ကပေါ့ရန်ကုန်ဆိုရင်တော့မြို့ပြပြီပေါ့နော်ရန်ကုန်မှာနေရလားတော့မသိရှင်တို့အဲ့တောသူတွေရှိနေလို့ရှင်တို့စားဖို့အတွက်ထမင်းနဲ့မှန်နေရှင်တို့ကဂျုံစားတာလားဟမ်ဂျုံစားတာလားဟာလားဂျုံစားတဲ့သူတွေလားဟမ်တောသူတွေကိုမှီဖို့လေရှင်တို့လည်းအရင်စူးစမ်းလာရှင်တို့ဝတ်တာစားတာတွေကလေအရန်နဲ့လန်ထွက်ပြန်ထွက်မိုင်းနေရဆိုရင်လည်းအဲ့တောသူတွေကခဏတခဏချင်းပြုပြင်လို့ရတယ်တိလားအဝတ်စားကိုပြုပြင်မလားပတ်စံရှိလို့ရှင်ပြုပြင်လို့ရတယ်ရှင်တို့ခန္ဓာကိုယ်ပြုပြင်မလားပြုပြင်လို့ရတယ်နော်ဥမာသပင်ကိုပြုပြင်မလားအကုန်ပတ်စံရှင်အကုန်လုပ်လို့ရတယ်ကွာမျက်နှာရေပြားပေါ်ဟာအကုန်ပြုပြင်လို့ရတယ်နော်အကုန်ချိုးစားပြုပြင်လို့ဒါပေမဲ့ရှင်တို့ကဘာပြုပြင်လို့မရအောင်ဆိုတော့ရှင်တို့ကအဲ့အလောက်ပဲတက်နိုင်တာလေရှင်တို့အရေးရှင်းရှိရဲ့ပတ်စံရှိရဲ့ရှားနိုင်တယ်ဆိုပေမဲ့လည်းရှင်တို့တကယ်ထမင်းစားနေတာတောသူတွေကျွေးတဲ့ထမင်းကိုစားနေတာသိလားတောသူတွေကရှာကျွေးတဲ့ထမင်းကိုစားနေတာရှင်တို့ပတ်စံနဲ့ရှားတယ်ဆိုပေမဲ့လည်းအဲ့တောသူတွေမရှိလို့ရှင်ကောက်မဆိုင်တက်တဲ့သူတွေရှင်စက်ပစ္စည်းကိုလာမပြောနဲ့စက်ပစ္စည်းကဒီချိန်မှာကောက်ဆိုင်တဲ့ဟာစက်ပစ္စည်းနဲ့ဆိုင်ရဆိုတော့ရှားပါရှိတယ်နော်ရှားပါရှိတယ်လာမပြောနဲ့
အဲ့ရှင်တောသူတွေမှမရှင်အကောက်ဆိုင်တာအလုပ်တွေမလုပ်နိုင်မလုပ်ဘူးဆိုရင်တောသူတွေမလုပ်ဘူးရှင်တို့ထမင်းနဲ့မှန်မလားတောသူကျွေးရဲ့ထမင်းကိုစားပြီးတော့ဘာလူပါလာဝါဘာလူပါလာဝါအရေးရှင်းမရှိရတော့ရှိရအမေပညာတောသူတွေပညာတက်လို့ရှင်ရှင်တို့ရောင်လိုက်မမိဘူးနော်လောင်းလောင်းကိုသွားနော်အမေတောသူတွေစားအောင်မြန်လာပြီးတော့ဘာတွေလာပြီးတော့လာပြိုင်တာပြိုင်ကြံစီကြက်ခံလာပြိုင်တာဟာ